and only Digo Double G. Easy. energy အပြည့်နဲ့ပဲသွားမှာပငယ်တော့ကပြင်းနေတာဟိုမှာနှစ်ယောက်ကခုမှသွားဖို့ထိပောင်ဝင်ချိနေလို့တော့ခုမှလက်မှတ်လက်ရှာ ကျွန်တော်တို့ last minute မှာလက်မှတ်ဝယ်ရမလို့ကျွန်တော်တို့450 500ဝန်းကျင်လောက်ပေးခဲ့ရပါတယ်လက်မှတ်ဖို့ပေါ့နော်တယောက်စားပါဖိနေလားဒီမှာ check in ဝင်ဒီမှာထိုင်ဆောင်ဒီမှာထိုင်ဆောင် How do you feel Okay ကျွန်တော်ရပါပြီဒီလိုမျိုး sticker တွေရလို့ရှိရင်တော့ sticker လေးကပ်ပြီးသွားရမယ် check in ဝင်လို့ sticker လေးရမယ်အဲ့ဆိုရင်ပုတ်စီလို့ရပြီရနေစရမယ်အဲ့တော့ကျွန်းရင်ဒီပုံဖြစ်ပါတယ်ဒီချတာချီလာရင်ပိုကောင်းတယ် See you at the pangaya Friday နဲ့ရောက်ပါပြီအဲ့တော့ time စီအောင်နိုင်ဝက်လောက်ပဲ နိုင်ဝက်လောက်ပါ Okay let's go နေရတော့ရမ်းပူတယ်ဒီရောက်လို့ရှိရင်တော့ hotel သွားဖို့အတွက် taxi ငားမငားရင်တော့ကိုယ့်ကို set drive ဆိုင်ကယ် motor ဆိုင်ကယ်ငားလို့ရပါတယ် Are you okay ကျွန်တော်တော့ auto ရှာနေဆိုရင်တော့ cycle ငါ့ကို လက်ထပ်နံပါတ်အားမပါဘူးဆိုင်ကယ်ငားလက်မှတ်ထုတ်ပါကားထားခဲ့ပြီးတော့ဆိုင်ကယ်နဲ့ experience try ကြည့်လိုက်မိုက်တယ် ဝီလာရှာတော့တဲ့ကြက်နေထားသူများပြီးလာတယ်ဝင်လုံးဝင်မ Are you okay ငါလည်းအတင်းတက်တာဘာကြီးပြေးခွင့်တည်းဒီလိုပြေးခွင့်အော်ထားလိုက်ပါတော့တော့တွေးလို့ဆိုပုံလေးပါရိုက်ပြီးပြန်ထွက်လာ ဟိုမှာဗီလာရှာတော့မူခန်းဗီလာဗုဒ္ဓပြီးတော့ဗီလာပြောင်းနေတယ် ဒီနေ့ကတော့လုံးဝ bullshit ပဲ Cosmo ရဆက်ထွက်လာကြရတယ်အလွယ်တွေခုချိန်นี้မှာ hotel ဗီလာရောက်လာတယ်ဗီလာပိုင်ရှင်ကဖုန်းမကင်တော့မရပြီးတော့ check in ဝင်လို့မရသေးဘူးကြိုအကြောင်းကြားထားတာလည်းမရှိဘူးအခုမှ complaint တက်ပြီးတော့သူတို့လာတော့စောင့်နေတယ်ခန်းထဲရောက်ပါပြီဗျာခန်းထဲမှာဒါ kitchen ဒါကျွန်တော်တို့ရဲ့ private chef နောက်ဆက်လိုက်ပါဦးCosmo ရဲ့ private chef ကခေါ်လာတယ်ဗျာဒီကျွန်တော်တို့ bedroom နှစ်ခုပါတယ်ဒီတစ်ခုပါတယ်ပစ္စည်းရအောင်ရှုံးနေပြီ sorry ပါဒီအခန်းဒီဘက်မှာတစ်ခန်းရှိရယ်ဒီမှာတစ်ခန်းရှိတယ်ဒီမှာလွမ်းတယ်နေပါဆိုပါဦးဒီ 2 bedroom နှစ်ခန်းကို2800နဲ့ရဆိုတာတင်ပါတယ်ဒါပေမဲ့ check in တော့နည်းနည်းကြက်ထားပါတယ်အခုဒီညချက်ဆောင်ဒီညလုံးချက်ဆောင်နေတော့လေ AC နားလိုက်နှစ်ပြန်ကြမှာ AC ချက်လိုက် Okay ပါအားလုံးညကြမှာတွေ့ရအောင်ဟုတ်ဒီမှာပြောမိပါခုန sharing ရေချိုးကန်ရှိတယ်နှစ်ယောက်အိတ်ခမ်းပါလိမ့်မယ် အဲ့ဒီရေချိုးကမဲ့ပါ bedroom တာပဲအခန်းမရှိရလားဒီမှာ kitchen ဝင်သွားပြီကွာရယ်Chasing dreams with tiny hands, coconut trees and laughter in the breeze. You were the sun and I was the sea, fishing boats and firefly nights, telling stories by candlelight, from schoolyard games to stolen glances. Okay ဒါကျွန်တော်တို့ hotel မှာ check in ဝင်ပြီးတော့ညနေဘက် sunset ကိုသွားနေတာဖြစ်ပါတယ်ကျွန်တော်တို့ sunset သွားစားဖို့အချိန်မီမဲ့အတွက်ညစာတစ်ခါလည်းသွားကြုံလိုက်ပါတယ် Okay အခုဆိုရင်တော့ကျွန်တော်တို့ညစာစားယူပါပြီပြီးလို့ရှိရင်တော့နောက်သွားမှာပဲနေရဆိုလဲ Tiki Beach တဲ့အဲ့နေကျွန်တော်တို့ Jungle Party ကိုရွေးမလားအဲ့မှာဆုံးဖြတ်မယ်လိုက်ကြည့်ပေးပါဦး Jungle Party ဆိုတာပါလဲဘယ်လိုလဲဆိုတာကျွန်တော်ထပ်ပြီးတော့ပြပေးမှာဖြစ်ပါတယ် Okay สวัสดีครับ Okay ညစာပြီးတော့ကျွန်တော်တို့ Taki Beach ကိုရောက်လာခဲ့ပါတယ်အဲ့မှာကျွန်တော်တို့ AC ပပလေးတောက်ပြီးတော့ကျွန်တော်တို့ချာနေအောင်ဆက်ခဲ့ပြီးတော့ကျွန်တော်တို့ app မှာဖငန်းကျွန်းကဆရာကြီးနဲ့တွေ့ခဲ့ပါတယ်သူလည်းကြည့်လိုက်ပါဦး
Jungle Party ဆိုတာလဲသူမိတ်ဆက်ပေးတယ်လို့ကျွန်တော်သိကြတာပါ Yo, brother, such a long time no see. Is it that? Is it? ကျွန်တော်ဒီကန်ဂျီမှာနားယူပြီးတော့ည7:00နာရီထိုးရနဲ့ Jungle Party ကိုလှည့်အောင်ဆုံးဖြတ်ခဲ့ပါတယ် ဖိလစ်သမ ्या စီနေကြတယ်ဒီကြောင့်ဝင်ရအောင်မတ်တရား ဆိုင်ကယ်နဲ့ဒီလမ်းနဲ့တက်လာရပါတယ် Jungle Party ည7:00နာရီမှာစားတဲ့ Jungle Party ဒါတော့ဝင်ပေါက်ပေါ့ Get list ရဒီမှာဒီမှာလည်းမဝင်မယ်ဆိုလို့ရှိရင်တော့1200ကျလိမ့်မယ် 啊 ဒီကတော့ Get list နဲ့မဟုတ်ဘူး show လိုက်အောင် ，OK，bye。 ဒါပါတီဝင်ချင်းတွေ့ရမယ်ပြင်ဝင်ပုံနေပါ Hi. Let's see the new experience. Bye စားရင်ဒီမှာရှိရဲ့ညလည်စာဟောဒါတော့ toilet တွေကတော့ပေါ်ပါ ဒီတော့ဟာမလို့လိုက်တော့တယ်မင်းနဲ့ စိတ်ပရိနဲ့ပုံကြီးကူပွန်နေဒီမှာလဲလို့ရတယ်ဟောပါမှာ Cheer girls， ပြော啦ပြော啦。记得。ပုံနေပြီတော့လေမနေ့4နာရီခွဲ Are you having fun? ညနေရန်ကတ်နေပြီကင်မရာထဲလဲဝင်သွားအောင်မယ်နိုင် I love you, Daddy. အမဖြစ်တယ်လေန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 ေ sorry sorry ချက်ပြုတ်စားတော့နေတာဒီမှာ 这都不来了。 ဒါကကျွန်တော်တို့ကျွန်းပေါ်မှာဆိုင်ငယ်နဲ့ပတ်သွားလို့ရှိရင်မြင်ရမယ့်တဘာဝအမြင်ကွင်းတွေပဲဖြစ်ပါတယ်ဒီမြင်ကွင်းတွေကကျွန်တော်ဘာလို့ထည့်ထားလဲဆိုတော့ကိုယ်တိုင်ခီးသွားတယ်လို့ခံစားရအောင်ကျွန်တော်ထည့်ထားခြင်းပဲဖြစ်ပါတယ်ဒီ trademark တော့ကျွန်တော်ထိုင်းနိုင်ငံမှာဘယ်နေရာသွားသွားတွေ့နေရမယ် 7-Eleven trademark ပဲဖြစ်ပါတယ် ဆိုတော့ energy လေးနဲ့ပြင်ပြီးတော့စီလေးနဲ့ပြောပြီးလို့လည်းစီရရအောင် sandwich နဲ့ coffee Okay, cheers. ဟာဘာလဲနည်းနည်းပေါက်ပြီဟာ Let's go. Andy တော့ချာ resort နဲ့မိုင်းဝင်လာဒါနဲ့ကျွန်တော်တို့လည်းမနေ့ကရောက်ခဲ့တဲ့ညဘက်ရောက်ခဲ့တဲ့ Turkey Beach ကိုပဲတွားခဲ့ပါတယ်ဒီမှာကြည့်လိုက်ပါအောင်ဘယ်လောက်လှလဲဆိုတာ drone shot ရဲ့ကြီးကလည်းအရင်ကြည့်တယ်ကျွန်တော်တို့တွားတဲ့ချိန်တိမ်ထူနေတဲ့ချိန်ဖြစ်လို့ကြီးကလင်းအောင်လည်းဟန်နေတော့တိတ်မကြည့်ဘူးလို့ထင်ပေမဲ့တော်တော်လေးကြည့်တယ်ဒီကျွန်းတော့ပါတီကြိုက်တဲ့လူတွေညဘက်မှာပါတီသွားနေကင်းကြားလို့ရှိရင်တော့ကျွန်တော်တို့ကန်ချီမှာအေးဆေးနာပြီးလို့ရှိရင် restaurant တွေသွားပြီးရင် local market တွေသွားအဲ့လို feeling မျိုးရတာပေါ့နော်ကန်ချီရပြီးကျွန်တော်တို့ရေတခွန်မှာကျွန်တော်တို့စပုံမူချက်ထားတဲ့ဟာတွေစားဖို့အတွက်ကန်ချီရနေရေတခွန်ဘက်ကို keys နေခဲ့ပါတယ်
ခွန်နဲ့ရောက်ပြီးကောင်းနေခောက်ပြီးသွားနေရတယ်ဟာ အဲ့မနေရလေ ကျွန်တော်ကော့တောင်ကရေတခွန်လိုပဲကျွန်တော်တို့ရေတခွန်ကြောင်းနဲ့ဒီလိုလဲရှင်းပြသေးပါတယ် အမတချို့ကြောက်တုံးနေမှာဘယင်ဆိုင်မှာကြီး အော် အော်ဘယင်းကသူနိုင်ဆောင်စင်းနေရတယ်အဲ့တော့ထိပ်ပြီးတဲရတာမီးပဲတဲ့ ဘယင်းဘာလာလောက်တာဒီမှာ အာဒီမှာလာချေးတာ သူရနေရတယ် အော် အော်သူရေတော့မအချုပ်လေ ဒါဆိုဒီမှာအခုလဲစော်ဘွားကြီးလာချေးပြီဗျာ အဲ့ဒါကြောင့်ကျွန်တော်တို့ဒီလမ်းဝင်နေမှာဘယင်ကြောက်သူကြီးတာ အော်အဲ့လို မကြိုက်တာနေရလေး တိုက်တယ်ရေမ အဲ့ဆိုတော့နေရာကြိုက်တွေ့သွားရလား ညာတိုက်တယ် ချစ်ပြောနေတော့သူပြောနေရုပ်ကသူပြောနေရုပ်ချီအောင် telling stories ကျွန်တော်တို့ဒီကော့စမွေရေတခွန်ရောက်နေအော်ကော့ပငန်းရေတခွန် sorry အဲ့မဲ့ဒီကတော့တိတ်မရှိဘူးမိုးရသည်လဲမဟုတ်တဲ့တော့အဲ့ဒီဘက်မှာနေပူနေရာဖြစ်တဲ့တော့ဒီပိုင်းလာစားရဲရှိုးလိုက်ရင်အိမ်မှာချက်လာတဲ့စီးပူတွေအာရေကူးရွာမှာဆော်လို့ကောင်းဗျာအဲ့လေမှာတွေ့ရရေတခွန်ဒီမှာတော့သဘာဝနဲ့ပတ်သက်တဲ့ဟာတွေပဲရှိတယ်ရေတခွန်ရှိမယ်ကန်ရရှိမယ် snorkeling ရှိမယ် scuba diving ရှိမယ်တောင်းတက်ကြည့်ရနော်တောက်လျှောက် ဟာကိုတောက်တက်တောက်ပြနေတယ် အဲ့ဒါမျိုးလည်းလိုမျိုးဝေးပြီးမောင်းနေ like the very first time ညစာထိုင်းဆိုင်လေးမှလာစားပါတယ်ဒီနေ့ကတော့အရင်ကောင်းတော့ရောက်တာတော့မေ့ပါ view နဲ့ ရောက်ဒီဆိုင်လေးမှာစားတယ်။ဒါမှဆက်ကောင်းတယ်ပြီ လင်းကိုအောက်မှာ comment မှာချပြီးတော့တက်ကြည့်လိုက်တော့ဒီဆိုင်ဆောင်း ။ဒါမှလည်းတောင်းပဲစား။အဲဒီကျိုးလိုက်ပြီ ဆယ်တော့ ။ရောက်နေပြီအသွား Are you okay guys အတော်ကြည့်လိုက်နော်ပြန်နေတော့ဘယ်လိုပြန်လာမှမသိအတော် ဟာဖူမူပါတီသွားတဲ့အဖွဲပါကျွန်တော်တို့ဒီထိုင်းနိုင်ငံခိုးလာတဲ့ဒုက္ခတွေမဟုတ်ပါဘူးဖူမူပါတီသွားတဲ့အဖွဲပါ ကြာချက်ဖိုင်ပြန် ဖူမူပါတီရောက်ပါပြီ I need my bag quickly. Separate 6 degrees, bitches designer. She could get angry, and it's perfect time. Chill with the time. ဒါကတော့ကျွန်တော်တို့9နာရီလောက်ဖူမူပါတီကိုရောက်သွားတယ်မြင်ကွင်းပေါ့နော်ဒါကတော့အားလုံးကျွန်တော် edit မလုပ်ပဲနဲ့ဒီ the real voice နဲ့ကြည့်လို့ရအောင်ပေါ့နော် ကျွန်တော်ဒီပါတီ5ကဘလို့ဘာနဲ့တူလဲဆိုတော့ကျွန်တော်2017 2012လောက်တော့ရန်ကုန်ကတကြံမန်းနဲ့တန်းစီပြီးတော့ကိုယ်ပိုင် music တွေနဲ့ဖွင့်ချင်အောင်ဖွင့်သူမန်းနဲ့လည်းဖွင့်ချင်အောင်ဖွင့်အဲ့လိုပုံစံနဲ့တူဒီအချိန်ဆိုရင်4နိုင်လောက်ရှိပြီကျွန်တော်တော်တော်ပြိုင်းနေပြီလူကောက်လို့ကောင်းတော့တညလုံးပါတီဆိုတော့ကျွန်တော်တို့တော်တော်ပင်ပန်းနေပြီကန်းနာမှာတော့ကျွန်တော်လှဲချမှာရတော့မယ်ဘလို့မှခံစားလို့မနိုင်တော့အားလုံးကလည်းလဲနေပြီခဏနေထွက်လာတော့မှအလင်းရောင်တွေပေါ်လာတော့မှဖြစ်ပါတယ်သူကတော့ကာပြီးကျွန်တော်ရှိမှလာနာယူနေပြီလောလောဆယ်တော့နာယူနေနေပဲကျွန်တော်တို့ဖြည်းဖြည်းနဲ့မိုးလင်းလာတယ်ဒီမှာတွေ့နေရတဲ့အတိုင်းပဲကျွန်တော်တို့မိုးလင်းတာတော့မှလူတွေကမပြန်သေးဘူးလုံးဝအန်ဖွယ်ပါတီကတော့တိတ်ဆိတ်သွားတဲ့တန်ပေါ့နော်ကျွန်တော်ဖုန်းပါတီပြီးသွားလို့အားလုံးမပြန်ရင်သေးတဲ့ပုံနဲ့စောင့်နေကြဝါမယုံနိုင်ကြလူတွေဗျာတညလုံးကနဲ့ကြနေထွက်တာထိုင်ကြည့်ထိုင်ကြည့်အိတ်တဲ့လူကအိတ်ချစ်တဲ့လူကချစ်ကြတယ်ချစ်ကျွန်းလို့တော့ပြောလို့ရတယ်ပြန်ကြပြီဗျာနေထွက်တာစောင့်နေနေလုံးလည်းမထွက်လာဘူးကောင်းငင်ရတိန်ထူးနေထွက်တာစောင့် အပြန်လဲ
ထွက်တော့ဘူး ဘိုးအောင်ခိုင်းတယ် ညလာတော့အားလုံးတက်ကြွနေတာခုကတော့အားလုံးအတန်တိတ်သွားပါပြီချက်ကြုံဝင်ပြီးတော့ကျွန်တော်တို့လက်မလေးထုတ်ပြီးတော့ ferry သွားစီရမှာဖြစ်ပါတယ်ခုဆိုရင်တော့ Cosmo ကိုပြန်ပါပြီအားလုံးဒီကနေပဲနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်တို့ဖုန်းပါတီကနေပြန်အဲ့ရနူရနဲ့ Cosmo ကြောင်းပြန်ခဲ့ပါတယ်ဟိုမှာလည်းကျွန်တော်တို့ AC နားယူမဲ့ vlog လေးထပ်လာခဲ့ပါဦးမယ်အားလုံးကျေးဇူးပါ